သောကနာတာပြီးဩဘာမင်္ဂလာဆက်ရအောင်မပူရဝဲရဲ့ဟိုးငယ်ငယ်တုန်းကဘာသာဆရာဦးသိန်းပြန်လို့နဲ့အလုံးလုံးစင်တုန်းကနာမည်ပေါက်ခဲ့တဲ့အတိုင်းပတိမင်္ဂလာဩဘာဘွဲနှစ်ပိုက်မြပဲဘိသိပတ္တကိချောင်းတော့တာတူနဲ့တူဟာမြစ်တာစင်းနဲ့ချစ်ပါခင်မာမန်တော်သစ္စာစကားလေးဆိုလာတို့မလားစိတ်ရောကိုယ်ဟာအင်းကြီးချမ်းသာရလိုက်ခုမကြအဖျားပြားကောင်းတဲ့ကောင်းကြီးသမီးတယောက်နဲ့တယောက်တဦးနဲ့တဦးချစ်တဲ့နေရာမှာမှန်သောသစ္စာတွေစကားသစ္စာပြုတ်ပြီးမှခင်ရတယ်ဟုတ်တယ်မို့လားတယောက်နဲ့တယောက်အပေါ်ရခင်လဲအဲ့ဒီခင်တယ်လို့ကထားပြီတကယ်ကိုသစ္စာမြစ်တာတူကသစ္စာတူကမြစ်တာအဲ့လိုစကားတွေလည်းအရင်တော့ကြားခဲ့ဘူးတယ်နော်အဲ့ကြတော့တူနဲ့တူဟာညီမလို့ချင်းလဲရင်ထဲကလှိုက်လိုက်လဲပေါ့အခုနားလေးမဲ့လဲမင်းသမီးတွေလည်းအာကြီးပဲတူနဲ့တူမြစ်တာစင်းနဲ့ချစ်ပါခင်မာတဲ့မှန်သောသစ္စာစကားပြောရင်လည်းမှန်သောစကားကိုပြောရမယ်တဲ့ချစ်ချစ်တယ်မုန်းရင်မုန်းတယ်စေတနာရှိရှိတူမယ်ဆိုရင်လည်းသစ္စာရှိရှိတူပါဟုတ်တယ်မလားအရာရာမှာသစ္စာရှိရှိနဲ့ပြောတာလောက်တာကြိုင်တာအကောင်းဆုံးပါပဲဟုတ်တယ်မလားစေတနာပါပါလေးနဲ့လူတာကတော့သမီးတို့ကမင်းသမီးတွေမို့လို့အကုန်သိပြီးသားပါစေတရားတိတိစေတနာယရမဇာတိအကျင့်တရားသဘောတို့သည်မိမိနဲ့တတ်တယ်အတူတကွသမယုတ်တဓမေရှင်ဘောရှင်ဘက်ဖြစ်ကုန်သောသမယုတ်တရားတို့ကိုအာရမဏေအာယုန်၌စေတရားတိတိစိစံလို့ဆိုတတ်၏ဣတိတတ္တမတို့ကြောင့်စေတနာလို့ခေါ်ပါတယ်ရှင်စေတနာရှိတယ်ဆိုတာလေသစ္စာရှိမှာဟုတ်တယ်မဟုတ်လားသစ္စာမရှိဘဲနဲ့သူ့ပေါ်မှာငါစေတနာရှိတာမေတ္တာရှိတာပါလို့ရှောက်ပြီးအလကားပြောနေလဲအလကားပဲအဲ့ဒါသစ္စာတွေပုံပြက်ကုန်သစ္စာတွေပြည့်ရင်လောကမှာနေလို့မရဘူးနော်မှန်သောသစ္စာစကားယင်ထဲမှာလည်းရှိရမယ်ပါဇက်ကလည်းတည်ရမယ်စိတ်ထဲမှာလည်းတည်ထားရမယ်အဲ့ဒါကြောင့်ညားတကအရင်မင်းသမီးတွေကခဲ့မယ်ဗိသိက်ခန်းနဲ့ငင်းရန်ခိုင်နဲ့ရေချမ်းမြနဲ့တူခြင်းမတူမယ်မူရဝင်းနဲ့ကြံတဲ့မင်းသမီးတွေတခြားသောသူတွေနဲ့ဒီအလှမှာစေတနာထားတာကြီးတူရင်တူလိမ့်မယ်ဒါပေမဲ့မေတ္တာတရားနဲ့သစ္စာတရားကိုတော့မမီပါဘူးဟုတ်တယ်မလားမူရဝင်းရဲ့မေတ္တာစေတနာကိုလည်းဘယ်အရာနဲ့မှနှိုင်းမကြည့်ပါနဲ့ဒီလိုပါပဲဆိုင်းเสียကိုကိုနိုင်သူ့ရဲ့စေတနာမေတ္တာကိုလည်းတီးတာဆိုတာပြောတာကောင်းရင်မှကောင်းမယ်ဒါပေမဲ့လို့သူ့ရဲ့စေတနာကတော့ဘယ်သူနဲ့မှနှိုင်းမကြည့်ပါနဲ့ဟုတ်တယ်မလားရှင်စေတနာထားပြီးသားပါအကောင်းဆုံးပါဒီလိုပါပဲကျမတို့ဗိသိက်ဆရာဥဆိုတန်းကျမတို့ခေါ်တာတော့ငငယ်လေးတွေကမောင်မောင်လို့ခေါ်တာမောင်နှမလို့ခင်ရင်ကြောက်တော့မောင်မောင်လို့ခေါ်တာထုံးစာဖြစ်နေလို့ဗိသိက်ခံထဲမှာလည်းမောင်မောင်အဲ့လိုထုံးစာဖြစ်နေအဲ့တော့ဗိသိက်ဆရာဥဆိုတန်းလေးကျန်တဲ့ဗိသိက်တွေနဲ့ရှင်လို့ရှိရင်စေတနာတူရင်တူပါလိမ့်မယ်ဒါပေမဲ့လို့ဗိသိက်ဆရာရဲ့ဆိုင်းဆရာရဲ့မင်းသမီးကျမမူရဝင်းရဲ့တခြားသောဗိသိက်တွေမင်းသမီးတွေဆိုင်းနေတဲ့တိုင်းမကြည့်ပါနဲ့လို့ပြောရင်ဗိသိက်မင်္ဂလာအခန်းဖွင့်မှာအတိုင်းမသိဆိုတဲ့ဩဘာဘွယ်လေးနဲ့ဒီလိုဖွင့်ပြနေလိုက်ရှင်
ဘေးစိတ်မှာကမယ်ဆိုရင်မန္တပါရေဒီကလေးကြောက်တော့ပါအာကြီးပြောတဲ့နေကြားဒါလေးပြောလို့လေဘယ်သူမှသင်္ဃာကျော်စွာပေးမှာမဟုတ်ဘူးအားလုံးပြချင်းနိုင်တယ် ဟုတ်ပါလေ ဟုတ်ဘူးလားကိုချင်းကောက်အဲ့တပိတ်တိုက်ခေါ်ဘသူကစားတယ်ပေါ့မငင်းနဲ့လို့မငင်းပါဘူး1346ခုတပူရဲလာဆန်း17ရက်ကကြီးကောက်ပါကိုစုံအရင်ဆုံးစား ဟုတ်ကဲ့ ကျုပ်ကဝန်ထမ်းပြောတော့ရကျုပ်ရေးပါတယ်အဲ့ဒါကပူရဝင်းတို့လက်ထက်ပါအဲ့ဒါလေးသမီးရှင်းပြစမ်း ကျမတို့ငယ်ငယ်ရပေါ့ရှင်အသက်25 30အရွယ်တုန်းကဒီကျမတို့မောင်မောင်ဗိသိက်ဆရာဦးစိုးတန်းရေးထားတဲ့ဗိသိက်မင်းသမီးအင်္ဂါရက်အခုခေတ်မင်းသမီးလေးတွေလည်းပြောပါတယ်ညအငိမ့်ကတဲ့မင်းသမီးဟာခေါင်းခါရှိလက်ဒူးတင်ရင်ဆက်ဤရှစ်ချက်ပြည့်စုံမှအငိမ့်မင်းသမီးကောင်းတစ်ယောက်ဟောဗိသိက်မင်းသမီးကြတော့ဘယ်လိုလဲဆိုတော့ပြုတ်ပဝါစနာပြောတာရွာနဲ့ညစ်စွာကခြင်းတီးခြင်းတပြောင်းအလင်္ကာနဲ့ဒုဋ္ဌစကားပေချောင်ချ၍ခံညာပြီပြင်ဤလေးတွင်သာမင်းသမီးယင်ကြည့်မင်းသမီးလို့ခေါ်အပ်ပါလို့ရှင်မှန်ပါတယ်ဟုတ်တယ်မလားအဲ့ကျတော့ပြုတ်ပဝါစနာဗိသိက်ခန်းနဲ့ဝင်လာတဲ့မင်းသမီးတယောက်ကတဲ့ပြုတ်ပစိုက်သောစကားကိုပြောရတတ်တယ်ဥပမာဗိသိက်မင်္ဂလာအခန်းဖွင့်ဆိုအခန်းဖွင့်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပြောရတတ်တယ်ဖျားကြောက်ကဆိုရင်လည်းဖျားနဲ့ပတ်သက်တဲ့အကြောင်းလေးပြောရပါတယ်ရှင်မိဘကြောက်ကဆိုရင်လည်းမိဘနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပြောရတတ်တယ်ပြုတ်ပစိုက်သောစကားကိုပြောရတတ်ပါလို့ရှင်နံပါတ်1ဟုတ်တယ်မလားညစ်စွာကခြင်းနဲ့ဗိသိက်ခါနဲ့ဝင်လာတဲ့မင်းသမီးတယောက်ကကြမ်းကြမ်းတန်းတန်းဘာလို့ရိုင်းရိုင်းပြပြကလို့မရပါဘူးအခုခေတ်မင်းသမီးတွေကတော်တော်ကျန်းတယ်တော်တော်လေးကိုကျန်းတယ်ကတာပြောလဲပြောပြခြင်းနဲ့သင်လဲသင်ပြခြင်းနဲ့ဒါပေမဲ့အခုခေတ်ကအဲ့လိုခေတ်လည်းမဟုတ်တော့ဘူးဟုတ်အဲ့ဒါကပြိဿကလည်းအကြနေရပြတော့ကြပြတာဟုတ်တယ်အဲ့ကြတော့ကိုကသမီးဒါလေးကဒီလိုမဟုတ်ဘူးဒီကဒီလိုမဟုတ်ဘူးဒီသချင်းကဒီလိုမဟုတ်ဘူးဆိုတော့လေရှေ့တယ်တော့အင်းပေါ့ကိုရကြတယ်သူတို့လှုပ်ရှင်ရလောက်တာလေအဲ့ကြတော့ကိုပြောတဲ့စကားအလကားဖြစ်လို့ဘယ်သူမှတော့မသိတော့ပါဘူးသိတဲ့လူတိုင်းကလည်းသိနားတောင်တာမဟုတ်ဘူးလေဟုတ်တယ်မလားအဲ့ဒါကြောင့်မကဘူးအိမ်မှာကိုမသူကိုဖျားရှိခိုးတယ်တရားထိုင်တယ်ပရိစိတ်တယ်ဒါပဲလုပ်နေတာအနှစ်20လောက်ရှိတယ်နော်အဲ့တော့ရုပ်ပါဝါသနာပြောတဲ့ຢာနဲ့ညက်စွာကခြင်းဗိသိက်ခန်းထဲမှာဝင်လာတဲ့မင်းသမီးတယောက်ကဟောဟောရန်ရန်ဒိုးတို့တိုင်းတိုင်းကလို့မရဘူးညက်ညက်ကလေးနဲ့ရင်ရင်ကြီးကြီးလေးပေါ့ရှင်ဒါပေမဲ့အခုခေတ်ကကြတော့တောတွေရွာတွေရောက်တာကိုရွာတွေကြတော့ဟာနေလားငါလားကမင်းသမီးကကောင်းလိုက်တာကွာဂျွန်းထိုးတာတော့နော်နောက်ပြီးတော့ပတ်မလိမ့်နေပေါ့အရင်တော့ကျမတို့လည်းကခဲ့တယ်အကြဆိုအမျိုးမျိုးကြတာဂျွန်းထိုးကြီးကြတယ်ပခုံးနဲ့ကြတယ်ဖင်နဲ့မဲအောင်ဗလားအကြကြီးကြတယ်အခုတော့ဘာမှမကြနိုင်တော့ဘူးအဲ့တော့အဲ့လိုကတွေကဒီထဲမှာကြတော့ကလို့မရဘူးဟုတ်တယ်ညက်စွာကချင်းတီချင်းတပြားတဲ့အဲ့တချင်းကြတော့လေမင်္ဂလာအခန်းဖွင့်ဆိုမင်္ဂလာအခန်းဖွင့်နဲ့ပတ်သက်တဲ့တချင်းစီစဉ်ရစီစဉ်ကြနော်ဖျားကြောက်ကဆိုရင်လေဖျားနဲ့ပတ်သက်တဲ့တချင်းဒီလိုတချင်းလေးတွေဆိုရတတ်ပါတယ်နော်နောက်ပြီးတော့ကျန်းတန်းသောပရုသဝါစာစကားတွေလည်းမပြောရပါဘူးဒီ4ရက်နဲ့ညီမဗိသိက်ကတဲ့မင်းသမီးလို့ခေါ်အပ်ပါတယ်ရှင်အဲ့တော့မမို့ရတာဝန်ပေးထားတော့အားတော့သိမရှိဘူးငါသမီးကပြောတယ်ကောမလေးတဲ့ချက်ချအတူကလည်းဗိသိက်ဆရာတဲ့မင်းသမီးကအအိုကြီးတွေကြည့်ပဲအိုးနေမကဘူးဒီကနာနေတာခွဲထားတဲ့ဘက်ကမင်းသမီးဝတ်ဆောင်ကမဝတ်တာကြာတော့ခွဲထားတဲ့နေရာကနာ
ကြက်ထုတ်ပြီးတော့ညောင်းကိုက်နေတာစိုက်ခရာအတီးရကောင်းအပြောရကောင်းနဲ့မင်းသမီးဒီနားလေးတွေပြန်လွန်တော်မူလိမ့်မယ် ဒါကြောင့်မိန်းကလေးကြီးညိုကောင်းမြတ်တဲ့ကိုညီကိုမောင်တော်မအဲမှာနံပါတ်1အငိမ့်မင်းသမီးများကတဲ့ဟာလေးတစ်ပတ်တော့ကသိချင်တယ်မပြောနဲ့ဦးမဆိုးနဲ့ဦးခမရတို့လက်ထက်ကဘူရဝင်းဆိုတာကိုယ်ပိုင်တီထွန်းလာတဲ့ပညာရှင်ပဲ ဟုတ်ပါလေဟုတ်ပါ ဟုတ်လား TV မှာနာမည်ပေါက်လာခဲ့တယ်ပထမမင်းသမီးဖြစ်တဲ့အတွက်ငိမ့်မင်းသမီးများကတဲ့သချင်းလေးတစ်ပိုင်းတော့ဆိုပြီးတော့ဆွဲမိရွှေမဝင်းအကျဉ်တော်မပေါ်လေးလေဘူရကောင်းတာအဲ့ဒါအိမ်နေမဲ့သိတ်ခါမဲ့ပြန်ဆင်းနေအောင်မလာပဲနဲ့ရီရီလေးတော့ကြည့်တော့ပြန်တိုက်စားကလေးမငါမျိုးလေးတဲ့ကသူ့လက်ကဘယ်မင်းသမီးလက်နဲ့မှမတူနည်းနည်းပြတာတူလေးကော့ပြတာအေးအဲ့ဒါပဲကြက်တောင်ပါဟောတာကစီရောလက်ပြဆိုပေမဲ့အဲ့ဒါကြတော့ဘာခေါ်လို့အဲ့ဒါကြက်အေးနောက်ခင်းတာကြတော့ထိလင်းပြီးတော့ကြတယ် အင်းသာစားတော့ အေးဟုတ်လားအဲ့လိုလားဟမ်အဲ့ဒါကြောင့်အိုးကြီးတွေငားတယ်အပြောခါတာ စိတ်တည်းလန်းဆန်းနေပါသေးတယ် ဟုတ်တယ်အိုကြီးလည်းမပြောနဲ့နော်အိုင်အိုကြီးကိုလာကြည့်တဲ့လူတွေကမန်းတက်နဲ့အပြည့် ဟုတ်တယ်လေ မပြင်းဘူးတာကြာလို့တဲ့မကလာလဲတော်တော်ကိုကြာသွားပြီအပြိုကြီးဆိုတော့လေမယုံရင်ရေဒီချမ်းမြမင်းကြီးမကလာဘယ်လောက်ကြာဆိုအနည်း20လောက်ရှိသွားပြီအနည်း20လောက်ရှိသွားပြီဆိုတော့ဒီမင်းသမီးအဲ့ထမိန်တွေဝေးရတာကိုစိတ်ထဲမှာကျိုးတော့တက်တက်ကြီးလည်းဖြစ်နေတယ်မိတ်ကလိမ့်ရတာလည်းပူတယ်ဒါပေမဲ့ဒီဥစ္စာအလူတကာကလည်းမောင်နှမအရင်လို့ဖြစ်တယ်အလူမှလည်းတကယ်ကိုညီမအရင် ဘယ်ဥစ္စာတော့ဘယ်ဥစ္စာတော့ဘယ်ဥစ္စာတော့ သမီးလေးကလည်းကိုသမီးလိုဖြစ်နေတော့ကပေးပါဆိုတာနဲ့ကပေးရတာတော်တော်ကိုထိုင်းနေရတာတော်တော်ကိုစိတ်ညစ်နေတာ ကကြပြင်းငါနဲ့မေးမယ်မေးရှင်မရောင်တနခါကိုတုံးသလားနတ်တဖြူကလမဲ့အသက်ကြီးလာတော့တုံးသလားဟဲ့နတ်တဖြူဒီချက်သားဘယ်လောက်ရှိအများကြီးရှိတယ်နဲ့နတ်တဖြူဆိုတာလုံယူမရဘူးနတ်တက်ပြီးအလိုလိုအိုပြီးမှမွေးလာတာနည်းလဲအိုးလာပြီးအမွေးတက်ထုံးနာရာတွေကြိုက်တာတွေပြောမနေနဲ့ငါလိုချင်တာခုနဒီလိုလေးလွတ်သွားတာကြိုင်တော့ဆွဲပြီးရွှေဘဝအကျဉ်းတော်ကိုပေါ်လေချစ်စိတ်မယုံရင်ရောက်ခဲ့ရင်စက်ထားပါပါလေရေလေးတော့သာဘူးလားဒီတဲ့လာကြည့်အောင်လားသူငယ်ငယ်ကနည်းနည်းလေးဆက်ဆွဲပြီးရွှေဘဝကျင်းမှာပေါ်လေချစ်စိတ်မယုံရင်လုပ်နေခြင်းနဲ့ဟာတွေ့ဟုတ်ပဲအမေကြီးအိုအဲ့တော့မိတ်ကလေးငါနမငါခိုင်းတယ်လို့မအောင်မနဲ့တော့လင်ကြီးလေးစားလို့ရလားကိုနိုင်ဆိုတော့ခမရတော့ဒိုးသီးဆရာကြီးတယ်ပြေပြေတက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 ်
တော့မလာနဲ့မရဘူး အဘဒီလိုလေးရှိသေးတယ် ဘယ်လာကြီးတဲ့သားလေတော့ စံတီယာရှိကြဒီတော့မှာစံတီယာစံတီယာရှိကြဒီတော့မှာရာကြောင့်တော့ရှိကြဒိတ်ဒိတ်စေတနာရှိလို့ကတာဒီမင်းသမီးကပတ်စံနဲ့ပင်းကားလည်းမကဘူး ဟုတ်တယ်ဟုတ်တယ် အိမ်ကိုအလုပ်တွေကိုအလုပ်နဲ့ကိုရှောက်ရှူခတ်နေလို့ကိုပတ်စံနဲ့ပင်းကားလည်းမကဘူးဒီတိုင်းလာကမှာဆိုလည်းမကဘူးဒါစေတနာရှိချင်းလို့ရှိလုံးတော့ဒီချမ်းမြနဲ့သူနဲ့ကလည်းညီမအရင်လို့ခင်တော့ဩငါကခိုင်းနေတာလေးလေးကပါလေးလေးမောင်ကလည်းဟာမူရကအေးကျော်လင်းကလည်းအမကမကနိုင်ဟန်ရေးပြလေးတွေကဟန်ရေးပြကဆိုတာဟန်ရေးပြနောက်ပြီးကပြအောင် ဟုတ်တယ်ဟုတ်တယ်ဟန်ရေးပြဟန်ရေးပြကားတဲ့အမကတ်တဲ့သားပဲတဲ့မောနေဟန်ရေးပြကားတယ်ငါဟန်ရေးပြကိုကောက်အောင်မှာ စန္ဒီယာရှိကြဤနွားမောမစန္ဒီယာစန္ဒီယာစန္ဒီယာရှိကြဤနွားမောမသစ္စာညာတော့ရှိလေတော့သူဘိသိလောင်း ရပ်ပြီးသူ့ကိုတို့ပေးဒီပေါင်သူအဲ့ဒါမင်းသမီးတိုင်းခမိန်ကနနာတာကြည့်ကြည့်နေတာထွေးလုံးရက်ပတ်ဖြစ်နေတယ်နောက်မူရတော့ခက်ကရှင်းတယ်စာ Ya. Igual mama, Sandia, Sandia, Sandia. Shija igual mama, no ya no, come on lo, chile down, no me take down. သမီးလာရွှေစင်မေမေအတဲ့ကိုပင်ဒါလူတကာကြီးဦးကျော်လင်းခိုင်လူမကြီးဒေါ်လာလာမောကသမီးမွေးထားတော့သမီးလာရွှေစင်လို့ဆိုရတာအမမေကတော့သားလာရွှေစင်မေမေအတဲ့ကိုပင်ကျင်နာယူရသမှုရိယာအကျိုးတမြင်အသေးကိုရှိနောင်ဆွေလေအာရင်ဘဝလည်းနှလုံးပခေါင်းလည်းနှသိပင်ဘဝဘတော်တစီအနှစ်နဲ့လူဖြစ်လာရတွင်လူဖြစ်လာရတွင်တသက်မညိုညင်စောင်းရောက်ရိတ်တပမာရီတွင်သီရာရီစဉ်အေးမြကြည်လင်မိဘတိုင်းလေထားတဲ့တန်ရောစင်မိမိနဲ့တော့ငယ်ငယ်တုန်းကအဖေတို့ဇာတ်ထဲမှာဆိုခဲ့တဲ့သချင်းလေးကိုပြန်ပြီးဆိုကြည့်တာဟုတ်ပါမိဘကတော့ကမှတခိုင်လုံး
တဲ့သချင်းလေးနဲ့ဒီလိုကြောပါရစေရှင်ဒီကြောက်ကယောဂဖြစ်နေတော့ခဏခဏဆေးရုံတယ်ခဏခဏခွဲနေရတော့အတန်တွေကမអော်နိုင်တော့ဟုတ်ပါဟုတ်ပါဥပနိုင်ရဲ့တခိုင်လုံးရွှေဥစိုးတန်ရဲ့တခိုင်လုံးရွှေမူရဝင်းရဲ့တခိုင်လုံးရွှေတခိုင်
ပူရဝဲတို့ပူရင်လေးမပြည့်ရအောင်အောင်မခံခင်ကလေးပုံနှကလေးဖွက်ပေးပါဆရာကြီး ထွက်ပေါ်လာဗျာ ရေတော်မာရဲ့မြင့်မြတ်သာ သုံးခွဲမသွေးမြင်တယ်သုံးခွဲပေရင်လေအေးချွေချွေအေးတခွဲယေရှုရှိကတိလေရရအာ ဒီတခွေရှင်နေလေ ဒီဆောင်တယ်ဆောင်တယ်အိုးတန်တန်တောင် ပြေပြုတ်ပုံနာနာ ဤနေမှာတဘောထွက်စေလို့ပြမအဆက်ပြား